ကဲဒီနေ့ကိုညီလေးတွေကိုပြောစရာနည်းနည်းလေးရှိတယ်အဲ့ဒါကမင်းတိုင်စမ်း ဟုတ်ကဲ့ မင်းအလုပ်ကဘယ်လိုလုပ်နေရလဲဖိုင်မာကြီးကိုမှောင်မဲနေတာပဲမိဘလုံးမဖွင့်ထားရလဲ ဟဲ့မင်းညမကိုချွတ်စမ်းဟာငါဖုန်းနေရောငါမြန်မာနေရောမင်းရဆိုင်ရှင်လားငါဆိုင်ရှင်လား တထေးကတထေးဘောစီကဘောစီ အေးဟဲ့ကြောင်ကစားမင်းဒီဆိုင်ရောတာဘယ်နှလားရှိပြီ6လ6လဒီဆိုင်လေးသာမင်းသိလား သိတယ်ရန်ကုန်မှာလေ အေးပေါ့ဟာဟဲ့ရန်ကုန်ကတော့မင်းပြောမှာလားကွာဆိုင်လေးစာအတိအကျကိုပြောနေတာ မသိ မသိဘူးဟဲ့မင်းသိလား တည်ရဗျ ဟိုသိရင်ပြတ်ပါလား ဆိုင်ကရန်ကင်းမြို့မိုးကောင်းမတိုင်နီကံပဲဘူတာယုံလန်းကံပဲတာဝါအောက်မှာ တွေ့လားမင်းထဲအလုံး9လလောက်နောက်ကျမိပြရောက်တဲ့လူကဆိုင်လေးစာတိကျသိတယ်မင်းကမသိဘူးဆိုတော့မင်းကစိတ်ဝင်စားမှုမရှိလို့ဘောကွာ ဘောစီကလည်းဒီတော့ဝန်ထမ်းတွေအများကြီးရှိတဲ့ထဲမှာဘာလို့ကျွန်တော်ကြီးပဲကွက်ဆူနေရလဲ ဟဲ့မင်းကပဲစူပါဘောကွာမင်း customer လေးတစ်ခုပြုဆိုလို့ရှိရင်မင်းပဲအေးစိတ်မရှိရလဲမင်းပဲအေးတစ်ခုခုပြုဆိုငါကောင်းလို့ပဲကြားတယ်ငါပဲဖြည့်ရှင်းနေရတယ်ဟဲ့ရောငါသားမင်းနဲ့ငါညီကိုဆိုပေမဲ့ဒီတက customer နဲ့တစ်ခုခုဖြစ်လို့ကတော့မင်းကငါကိုယ်တိုင်လုပ်တော့မှာဟုတ်ပါလား ဟုတ်ပေါက်တယ် အေးပေါင်ပြီးရောကိုလိုကြလို့ အဲ့မှာတွားရအောင် အေးပေါ့ဟာဟဲ့ဒီမဟုတ်တာနော် မှားလို့ မေထောက်ရှောက်မနေတာတွားကွာဘာကောင်မှလည်းမသိဘူး ကဲဘေဘီဒီနေ့ပြင်ထွက်ရတာဆိုတော့ဘေဘီပါစားခြင်းလဲဘာတောက်ခြင်းလဲ ဖေဖေခုစားခြင်းနေတာကရှမ်းခောက်ဆွဲတောက်ရရင်ရှမ်းပြည်နယ်အရသာစစ်လေးစားခြင်းလေ ဖြစ်ရမှာပေါ့ဘေဘီရဲ့ပြီးတော့ဘာလို့ရှင်လဲ ပြီးတော့ကော်ဖီလေးတောက်ရင်းနဲ့အေးအေးဆေးဆေးတီတီနေနေနေလို့ရတဲ့ဓာတ်ပုံလှလှလေးတွေရိုက်လို့ရတဲ့နေရာလေးမှလည်းတောက်ခြင်းနေ ဟောစိတ်ချအဲ့ဆိုရင်တော့ကိုကဘေဘီစိတ်ကိုတီးတဲ့အတွက်ကြောင့်မလို့ဟိုမှာတွေ့လားဘူးလန်ဖူဆိုင်မှာကိုခေါ်လာ ဟုတ်လေဘလို့ချူလောက်ပါ အော်ဘရွန်ဂျူလာ တဲ့ ကိုကကိုရီးယားမှာနေတာများလာတော့အင်္ဂလိပ်ဆိုင်တော့တိတ်မဖတ်တတ်တော့ဘေဘီရဲ့နော်အဲ့ဆိုင်လေးလိုက်ကြွေးမယ် ဈေးတော်တော်ကြီးမှာပဲเนาะဆိုင်လေးကိုကြည့်ရတာ အော်ဘေဘီရဲ့ဒီဆိုင်ကလုံးဝဈေးမကြီးဘူးနော်ကိုဆိုစားနေကြဈေးနှုန်းနဲ့တက်တာတလို့အရသာလည်းရမ်းကောင်းတာဒါပါကိုလိုက်ကြည့်မယ်နော် လာပါရှင်ဘလို့ကနေပြဆိုပါရှင် ဘောချူရပြီလား ကဲဒီမှာညီမလေးမှာတဲ့ကော်ဖီရပါပြီညီမလေးဟိုကလေကိုကြီးဒီတကြားထက်ကိုတိမ့်လိုက်မယ်နော် ဘာလို့လဲ ဘာလို့လဲဆိုတော့ညီမလေးမှာအပြုံးချွတ်ရှိပြီးသားလေတကြားမလို့တော့ဘူးလို့ချင်းလို့ဟောညီမလေးကော်ဖီလေးတောက်ကြည့်ပါဦး ဝိတာ ညီမလေးကော်ဖီတောက်လိုက်တာကိုကြီးရဲ့နှလုံးသားလေးကျွေဆင်းသွားတာပဲ ဟောဝိတာဘာလို့လဲကွာ လူလိုနားမလဲဘူးလားဟိုမှာလေကျွန်တော်နှလုံးသားကြီးကကိစ္စစကားပြောနေတယ်ခင်ဗျာလူလိုနားမလဲဘူးလား ဟဲ့မဲဝိတာမဟုတ်ဘူးလား ဟုတ်တယ် ငါကစတမာလေးကွာ အော်ဟုတ်ကဲ့ sorry ပါ ဘာလဲလဲဘာရလဲမင်းတို့ဆိုင်မှာ ဟဲ့ ဗျာ မင်းတို့ဆိုင်မှာဘာတွေရတယ်လို့ ဟောကျွန်တော်ဆိုင်မှာရှမ်းတော့ဆမ်ဗျာ ငါဟာရလူကြီးလေကွာမြင်လိုက်တယ်ကွာဖြည်းဖြည်းလေးပြောသမှာကွာဟောဖြည်းဖြည်းချင်းပြောတော်တော်ချင်းစီပြော တလုံးချင်းဟောဟိုပါရှမ်းခေါဆွဲရေစိတ် ဟာဟဲ့တော်တော်ကွာပေးတော့ကွာပွဲကိုကြည့်မယ်မိမိကျော်စားကျင်တာစီဘာစားမှလဲရှမ်းစားကျင်တာမလားရှမ်းတဲ့ဘွဲမှာလိုက်တော့မယ်နော်ရှမ်းတဲ့ဘွဲပေးကွာတော့ ဟုတ် အော်ဒါနဲ့နေကော်ဖီတောက်မလားကော်ဖီတစ်ခွက် နာနာမီတက်မှာလားကို ဝါရကော်ဖီနဲ့နာမည်နဲ့ဘာဆိုင်လို့လဲကွာ ဘာမှမဆိုင်တော့တဲ့သူတယောက်ကိုအချိန်တွေကြာကြီးမမေးနိုင်ပဲနေ့တိုင်းလွှမ်းနေတာမျိုးဆိုရင်ရောငါညီဘယ်လိုလုပ်မလဲ မင်းဘာပြောလဲကွာကြောင်လေးကြောင်တော်နဲ့ပြောငါမှလည်းအခုချမှာမချဘူးလား ဟုတ်ချမယ် ခေါ်တော့ပါကွာကြောင်လေးကြောင်တော်နဲ့ဘယ်လိုကောင်းမလဲတွေ့နေကောင်းလားဘေဘီဒီဆိုင်ကော်ဖီလေးရလဲရကောင်းလားကော်ဖီလေးတောက်ကြည့်အောင်နော် ကော်ဖီအဆက်တယ် ဟာဘေဘီကော်ဖီကဘာလို့ဆက်မှာလဲ ကိုကိုတောက်ကြည့်ရ ဟမ်ဘေဘီကမပြနိုင်တာဟုတ်ဆက်ရ
ဟုတ်တယ်ဝိတ်တာဟိုတလဲကောင်ဝိတ်တာကောင်လာသားတလဲကောင်ဟေ့လာဟေ့ဒီကော်ပီကဘာလို့ဆက်နေရလဲ ဟာကော်ပီဆက်တယ်လို့ကြားဘူးပါဘူးကိုရမဖြစ်နိုင်တာ မဟုတ်သေးပါဘူးကွာစိုက်ချင်းလာခဲ့တာ ဘာဖြစ်လို့လဲဗျာကို ခရမတူလဲ ဟိုကျွန်တော်ဒီဆိုင်ရှင်ပါဗျာ စိုက်ချင်း ဟုတ်ကဲ့ ဒီကော်ပီဆက်နေတယ်ဟမ်ခရမတူလောက်ပါလဲ ဟိုကိုရဲ့ကော်ပီကခါတာပါကွာ ဘေဘီမရှိလိုက်တာကွာရောခါလဲဆိုတောက်ကြည့်စမ်းဗျာတောက်ကြည့်စမ်းဗျာ ဟုတ်ကဲ့မဆိုင်တော့ဟိုကိုနိုင်နေဟာ ဆက်နေလား ဒါမင်းလက်ချမင်းငါမမေ့တော့လား ဒါကျွန်တော်ရီစားဟောင်း ဒါပြီးတော့ ဟုတ်တယ် တောင်းလို့မင်းဒီကော်ပီတဲ့ဥပ္ပေဘာထဲတယ်ပြောလား မြုပ်ပြီးထောင်းထဲလိုက်တာ ဟုတ်တယ်ဒီကော်ပီတော့ငယ်စီထုံးတယ်ဗျာလားကွာဟုတ်ကဲ့ အခုခဲလေးကိစ္စဘယ်လိုရှိပါလဲ โอเคကျွန်တော်အသိပြန်လဲပြီမယ်နော်ကျွန်တော်အစင်ပြန်ပြီးစားပြီမယ်ကို တက်မလဲတော့နော်တောက်လည်းမတောက်တော့ဒီကိစ္စကိုကျွန်တော်ရှင်းပေး ဟိုအစင်ရှင်းပြီကိုစိတ်ကိုရှော့ပါနော်ကျွန်တော်အစင်ပြန်ရှင်းပြီမယ်နော်ဟဲ့ဆောင်ကနေမင်းမလိုက်နေနဲ့ ဘူးကောင်းတယ်တော့တွေ့နေတယ်ဆက်နေလား ဟဲ့ဆောင်ကနေမင်းစော်ပြန်တော့ပေါ့ ပြန်ပါပါနော်ပြဿနာတစ်ခုခုဖြစ်ရင်ကိုညီလေးဘက်ကမပါမနဲ့တသိန်းဘက်ကပါပြီးကြတာခမောင်ညီကိုပြက်ကလည်းတန်ရောတင်ဖြတ်လိုက်ပြီနော်ကျွန်တော်ရွာမှာထုံဆက်သုံးသီးရှိတယ်နွားလည်းရှိတယ်ဝက်လည်းရှိတယ်တီဆိုင်တွေထွက်တိုင်းကျွန်တော်ထမင်းမငတ်နိုင်ဘူးနော်ပြန်ပါ အပြန်ခေါ်ပေါ့ ဒါမဖြစ်နိုင်တာတော့ဒါမေးတကပ်ပဲမလားရောဒါပြီးပြန်ပါနော်အေးဒုက္ခပဲ ကိုရဲ့တနာပါတယ်ဒီတစ်ခါတော့ခွန့်လွတ်ပေးလိုက်ပါပြည့်ချီမှဒီညီလေးတယောက်တည်းရှိရတော့ကြာလေးလွင့်ဖြစ်သွားရင်ကို့စမှာတာဝန်ရှိရနော် အဲ့ဒါလည်းဟုတ်တယ်အကိုကြီးတောင်းပမှနဲ့ကျွန်တော်ကိုပြန်မလွတ်ပါနဲ့နော်ကိုညီလေးတို့ပြန်လို့ညီလေးပဲပဲကနေရမလဲကိုညီလေးတော့မဖြစ်စေရအောင်နော်ကိုကြီးတော့တောင်းပမှနဲ့တော့